ဒီနေ့တော့ကျွန်တော်ကတပဲဆွင်းဘယ်လိုကစားမယ်ဆိုတာလေးကိုပြောပြပါမယ်ကတပဲဆိုတာဘာလဲဆိုတော့အခုပြထားလေးတော့ဒါကတပဲလို့ခေါ်ပါတယ်ကတပဲဆွင်းမလုပ်ခင်မှာကျွန်တော်ကတပဲ dragging အရင်လုပ်ရပါတယ်အခုလိုခြေတန်းတလန်းကွာဝေးရနေရက်ထားမယ်အခု hinge လေးလုပ်လိုက်မယ်ကတပဲကိုကင်လိုက်မယ်လက်နဲ့တိချကင်မယ်ပြီးရင်ခုံနောက်ကိုဆွဲလိုက်မယ်ပြီးရင်ကျွန်တော်ပေါင်ကြားတဲ့ကိုဆွမ်းနာကတပဲလေးကိုဆွဲသွင်းလိုက်မယ်ညချမယ်ဆွဲသွင်းမယ်ဒါလေးကိုကျွန်တော်တို့အရင်ဆုံးစလုပ်ပါမယ်နော်ကျွန်တော်ကတပဲဆွင်းဘယ်လိုလုပ်မလဲဆိုတာကိုပြမယ်ပေါ့နော်ဆိုလို့ခြေတန်းတစ်ချက်လုပ်မယ်ဘာနေပြီးတော့အရင်ဆုံးကတပဲ dragging ရနေပြီးတော့ဆွဲပြီးကျွန်တော်တင်မကိုဆွဲမလိုက်ခါမှာကတပဲကဟိုပါလာလိမ့်မယ်နော်အဲ့တော့ကတပဲဆွင်းလုပ်တဲ့ခါကျရင်ဘယ်မှာဆက်ရရှိရဲဆိုတော့နောက်ကကျွန်တော်တို့ glute ရယ် hamstring ကိုထိရပေါ့နော်အဲ့တော့ဆွင်းတဲ့ခါမှာကျွန်တော်တို့ကလက်နဲ့ဆွဲမြောက်စရာမလိုဘူးခုလိုမျိုးဆွင်းလိုက်တာနဲ့ဒီကတပဲကအပေါ်ပါလာတာပေါ့နော်လက်မောင်းကြီးနဲ့ကျွန်တော်ဆွဲမစရာမလိုပါဘူးအဲ့တော့ကစားနေမှာကျွန်တော်အသက်ရှူတင်ရှူထောမှာကကြတော့ကတပဲအောက်ကိုဒီပေါင်ကြားတွေကိုချလိုက်တဲ့အခါမှာကျွန်တော်တို့ရှူတင်မှဖြစ်ပြီးအပေါ်ဆွဲမှတင်လိုက်တဲ့အခါမှာရှူထောမှာဖြစ်ပါတယ်